င်္ဂလာပါဒီနေ့ကတော့18ရက်6လ2025ကိုရောက်ရှိသွားပါပြီ18ရက်နေ့မှာထပ်တို့တွေဘာတွေကုသိုလ်ကောင်းမှုတွေနောက်ပြီးတော့ထပ်တို့ရဲ့လက်လာပါကိုပွင့်လန်းစေတဲ့အရာတွေဘာတွေဆက်လုပ်မလဲဆိုတဲ့အခါကျတော့ဒီနေ့မှာထက်ကဒါ3ခုလောက်ပေါ့နော်အတူတူလုပ်ချင်ပါတယ်ဒီနေ့မှာဘာတွေလုပ်ချင်တာလဲဆိုတဲ့အခါကျတော့အရန်ကိုမခက်ခဲတဲ့အရာတွေပါအိမ်ထဲမှာပဲဒါနည်းနည်းပပလိုက်ကြည့်ပြီးလုပ်လို့ရတဲ့အရာလေးကိုထက်ကမျှဝေပြီးမှဖြစ်ပါတယ်အဲ့တော့နံပါတ်1တစ်ချက်ထပ်တို့အိမ်ရဲ့တန်ရှင်းရေးအပိုင်းမှာဖြစ်တယ်ထပ်တို့တစ်ခါကြာရင်လူတွေကဘယ်လိုခေါ်မလဲဘာမှဖြစ်ပါဘူးဆိုပြီးနေလိုက်တဲ့အရာလေးတွေကလက်ပိတ်စေတယ်ပေါ့နော်အဲ့တော့ထပ်တို့တွေဒီနေ့မှာထက်ကဘာလေးကိုကြိုပြီးတော့ပြောပြပေးခြင်းလဲဆိုတော့ထပ်တို့တွေညဘက်အိတ်တော့မယ်ဆိုတဲ့အခါကြလို့ရှိရင်တအိမ်လုံးမှာဥပမာပကံတွေမစေးဘဲနဲ့ပုံထားတာဖက်နှက်တွေတောင်တစ်ဖက်မြောက်တစ်ဖက်တွေချွတ်ထားတာအိယာခင်းအိယာတဲ့ကိုဖြစ်တယ်လို့ဝင်တိုးပြီးအိတ်တာဒီလိုမျိုးတွေကိုဒီအပြုတ်မှုလေးတွေကိုပြောင်းလဲဖို့အရင်ဆုံးပြောပြပေးခြင်းတယ်အဲ့တော့ထပ်တို့တွေညဘက်အိတ်တော့မယ်ဆိုတဲ့အခါကြလို့ရှိရင်ထပ်တို့စားထားတဲ့ပကံအကျွေးအကြံတွေเนาะတေချာလေးပုံအမိုက်ပုံထဲမှာထည့်တယ်မနက်မှတုံရတဲ့ဒူဆိုလို့ရှိရင်လေဒါမနက်ခင်းကြလို့ရှိရင်တေးသေးချာချာပေါ့နော်အနံ့အသက်တွေမထွက်အောင်လို့တေချာကျိုးတွေပါတယ်ခြီပြီးတော့เนาะဒီအိတ်တွေပါတယ်တေချာခြီပြီးတော့မှထားမယ်ဒီထမင်းစားခံမဲ့ဖြစ်ဖြစ်မိဖို့ခံမဲ့ဖြစ်ဖြစ်တန့်ရှင်းရေးလုံးဝတန့်ပြန့်နေအောင်အနံ့အသက်မရှိအောင်ညပိုင်းကလေးကစေးစရာရှိတာစေးเนาะတေချာလေးတန့်ချာရှိတာတန့်ပြီးတော့မှเนาะလူမျိုးလှုပ်စေခြင်းတယ်အဲ့တော့အဲ့ဒီအပိုင်းကတခါလေကြားလို့ရှိရင်လူတွေကပင်ပန်းနေဆိုပြီးတော့စားလက်စားတွေအကုန်လုံးဒီတိုင်းတန်းတန်းနေထားပြီးတော့မှเนาะအုပ်ဆောင်တွေအောက်လည်းမရောက်ဘူးပကံတွေကစပွဲပေါ်မှာပြန့်ကျဲပြီးထားပြီးရင်ဘေစင်ထဲမှာဒီပကံတွေကအကုန်လုံးအပုံလိုက်ဒီလိုမျိုးတွေကိုနောက်နေ့ကူးတဲ့အထိမထားဖို့အားလုံးဒီနေ့ကစပြီးတော့မှထက်ကဒါဟာကိုမှားပြီးလုပ်နေတာဆိုလို့ရှိရင်လည်းပြင်စေးခြင်းလို့ဒီတစ်ချက်ကိုပြောလိုက်ပါတယ်ထက်ကိုယ်တိုင်လည်းအရင်တော့ဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော်ပြင်းတယ်ဒါမှမဟုတ်လို့ရှိရင်အလုံးမအားလို့ဒါမျိုးကြုံတဲ့အခါကြလို့ရှိရင်ထက်တို့တွေဒါဘေစင်ထဲမှာဒီတိုင်းပဲထားလိုက်တဲ့ခါမျိုးတွေကြုံနိုင်တယ်ဒါပေမဲ့အခုကစပြီးတော့အဲ့လိုလုံးဝမနေပါနဲ့ကိုယ့်ရဲ့ဘဝထဲမှာငွေတွေတိုင်းစားမရှိနေရပေါင်းတော့ဝင်ကျင်တယ်ဆိုလို့ရှိရင်ကိုယ့်အိမ်ရဲ့တန်ရှင်းရေးအပိုင်းတွေကိုယ့်အိမ်ရဲ့ထားသူအပိုင်းနဲ့အရန်ကိုအရေးကြီးလို့ပါเนาะဒါဒီ impact တကယ်ဖြစ်တယ်အဲ့တော့ထပ်တို့နံပါတ်1တစ်ချက်ခုနပြောသလိုပဲညဘက်ဆိုလို့ရှိရင်ဖက်နှက်လေးတွေဆိုလဲစီစီနဲ့တန်ရှင်းတဲ့အိမ်လုံးတန့်ပြအောင်လုပ်မယ်အဲကန်းတွေတန့်ပြအောင်လုပ်မယ်ခမင်းစားခန်းတွေမိဖို့ခန်းတွေတန့်ပြအောင်လုပ်မယ်အကုန်လုံးစေးကြောမှောက်မှတ်ပြီးတော့မှထပ်တို့တွေထားမယ်အဲ့တော့အဲ့ဒါလေးကတစ်ချက်လုပ်ပါမယ်နံပါတ်2တစ်ချက်ကတော့ထပ်တို့တွေဘာလုပ်မလဲဆိုတဲ့ခါကြလို့ရှိရင်နောက်ပြီးတော့ထပ်တို့တွေနောက်တစ်ခုကကြတော့ဒါဖះမှာည12နာရီမချိုးခင်ထပ်တို့ဘာလေးလုပ်စေချင်လဲဆိုတော့ပတ်ထန်းရွတ်စေချင်တာပတ်ထန်းအကျယ်ကိုရွတ်စေချင်တာအဲ့တော့ပတ်ထန်းအကျယ်ကိုရွတ်တဲ့အခါမှာဘယ်လိုမျိုးတွေရွတ်ရမလဲဆိုတော့အင်္ဂါရက်တွေရှိတယ်ခန္ဓာကိုယ်တန်းပြန့်နေရမယ်အနံ့အသက်မှုကြိုင်နေရမယ်အတန်တွေတန်ထားမှန်ကန်နေရမယ်အတန်ကျေရမယ်ဒါမျိုးလေးတွေရှိရမယ်ပြီးတဲ့ခါကျလို့ရှိရင်ထပ်တို့ညဒီ9နာရီ10နာရီနောက်ပိုင်းမှာရွတ်တယ်ဆိုပို့ပြီးတော့ကောင်းပါတယ်အဲ့တော့နှစ်ခုပါအင်တန်ရှင်းရေးလုပ်မယ်ပတ်ထန်းအကျယ်ညမှာရွတ်ပါမယ်ဒီကုသိုလ်လေးနှစ်ခုဒီကောင်းမှုလေးနှစ်ခုလုပ်ကြမယ်နော်